င်းစားပြီးချင်းရေတန်းချိုးလို့ရလား ချိုးလေအစာကြေဖို့ဘိုက်စီသွားမယ်သွေးတွေကအရေပြားစီရောက်သွားပြီအစာမကြေပဲမင်းဘက်ကဖားပြုတ်လို့ပူထွက်လာလိမ့်မယ် ညဘက်မီးကုန်ပိတ်ပြီးဖုံးကိုအလင်းအစုံထိချပြီးသုံးလို့ရလား သုံးလိုက်လေမျက်လုံးတွေကရေဓာတ်တွေခန်းချောက်ပြီးမင်းမျက်လုံးနှလုံးကဇီးကွက်လို့ပြူးထွက်လာလိမ့်မယ် အကြာကြီးထိုင်နေပြီးမှရုတ်တရက်အမြန်ထရက်လို့ရလား ရက်လေသွေးပေါင်ရုတ်တရက်ကျသွားပြီးမျက်စိရှိမှကျယ်တွေလာတွေထွက်လာပြီးကျန်းမင်းကနန်းရလိမ့်မယ် ညဘက်ထမင်းအဝစားပြီးတာနဲ့ဂဒင်းပေါ်တန်းလဲအိတ်လို့ရလား အဲ့လေအစာမကြေပဲလေချင်းတွေဆက်တိုက်တက်လာပြီးဂဒင်းဘောကဆင်းကတညလုံးပက်လက်ကူလာထိုင်ပေါ်မှာသွားထိုင်အိတ်နေရလိမ့်မယ် လူကြားတဲ့နာချင်ချင်တာကိုအတန်မထွက်အောင်အတင်းအောင်ထားလို့ရလား အောင်ထားလေလေးဖိအားကြောင့်နားစီထိခိုက်ပြီးမင်းမျက်လုံးနှလုံးပေါက်စီလို့ပြူးထွက်သွားလိမ့်မယ် ချွေးတလုံးလုံးနဲ့အားကစားလုပ်ပြီးတာနဲ့ရေခဲကြီးတန်းတော့လို့ရလား တောက်လေသွေးကြိုးတွေရုတ်တရက်ကြုံသွားပြီးမင်းနှလုံးကရိုလာကော်စတာစီးတယ်လို့ရင်းပဲထဲကနေခုန်ထွက်လာလိမ့်မယ် နားရလို့နားကလောတန်ကိုအနဲ့ကြီးထိုးမွေလို့ရလား မွေလေနားဖာချေးတွေပုံနဲ့သွားပြီးဘေးကလူကအော်ပြောနေတာတောင်ချင်းအော်တယ်လို့ပဲကြားရတော့မယ် တန်ကြရာကြီးတောက်ပြီးတာနဲ့သွားချက်ချင်းတိုက်လို့ရလား တိုက်လေအက်စစ်ကြောင့်ပျော့နေတာသွားကြွေလွားတွေအကုန်ပုတ်တိုင်ပြီးအသက်20နဲ့သွားတူသွားဆိုင်ရလိမ့်မယ် ဂိမ်းဆုံးမပြတ်ချင်လို့စီးသွားချင်တာကိုအကြာကြီးအောင်ထားလို့ရလား အောင်ထားလေစီးရင်ထဲမှာဘက်တီးရီးယားတွေပေါက်ဖွားပြီးမင်းစီးသွားရင်ဓာတ်နဲ့မွေးတယ်လို့နာလို့အိမ်သားထဲမှာတချင်းဟစ်ဆိုနေရလိမ့်မယ် အဲ့ရေမဝတာကိုကော်ဖီ၄ခွက်လောက်စစ်တိုက်တောက်ပြီးအဲ့ရထားလို့ရလား တောက်လေကဖိန်းဓာတ်တွေများသွားပြီးမင်းလက်တွေကဖုံးပို့လို့မရလောက်အောင်ငလန်လုတ်တယ်လို့တုံနေလိမ့်မယ် ညအရင်မှုတ်ရကြီးတညလုံးအိတ်လို့ရလား အဲ့လေကြောရိုးနဲ့လေပင်အနေထားမှာပြီးမနှက်ထတာနဲ့မင်းခေါင်းကြီးလွှဲမရပဲဆက်ရုပ်လို့ထစ်နေလိမ့်မယ် ဇက်ကြောသားလို့လေဘင်းကိုအတင်းကိုးတဲ့နဲ့အတန်မြောင်းချိုးလို့ရလား ချိုးလိုက်လေအာယုံကြောသွားညက်ပြီးမင်းခေါင်းကြီးဆက်ရုပ်လို့တစ်ဖက်သေးစောင်းသွားလိမ့်မယ်